University ရဲ့လူတွေ့ interview ဟာ panel interview ဖြစ်တဲ့လူ4-5ယောက်ကနေမှကိုမေးခွန်းတွေမေးတယ်မေးခွန်း9ခုကနေ10ခုမေးလို့ရှိတယ်ဒီမှာလဲကိုရဲ့ interview အဖြေတွေကိုပြင်ဆင်တဲ့အခါမှာ star method ကအကောင်းဆုံးနည်းလမ်းဖြစ်တယ်ဒါပေမဲ့ဒီနေရာမှာဒီထက်ပိုတဲ့ situation ကိုပြောတာတက္ကသိုလ်ရဲ့ပတ်ဝန်းကျင်နဲ့ဆက်ဆက်ပါဥပမာကျမရဲ့အတန်းမှာကျောင်းသားတစ်ယောက်ကသင်တန်းနောက်ကျတဲ့အခါမှာ tax ကကြတော့တက္ကသိုလ်ရဲ့ဘယ်မူဝါဒအရာကျမရဲ့တာဝန်ကဘာဖြစ်ပါတယ်ကျောင်းရဲ့ student support policy အရာအစရှိသဖြင့်ပေါ့နော် action မှာဆိုလို့ရှိရင်သင်ကဘာလုပ်ခဲ့တယ်ဆိုတာကိုထိမိအောင်ရှင်းပြပါ result မှာကြတော့အမြဲတမ်းကဏ္ဍအနေနဲ့ပြပါဥပမာကျောင်းသား65ရာခိုင်နှုန်းကိုကျေနပ်မှုရခဲ့တယ်ကိုယ့်ရဲ့ deadline ထပ်ပို့ပြီးတော့မှ2ရက်စောပြီးတော့မှကိုယ့်ရဲ့ project ကိုပြီးအောင်လုပ်နိုင်ခဲ့တယ်အစရှိသဖြင့်ဥပမာပြောရရင် situation ကျောင်းသားတစ်ယောက်ကကျောင်းဖွင့်ပြီးတော့2ပတ်ကြာမှနောက်ကျမှအတန်းကိုရောက်ခဲ့တယ် tax တက္ကသိုလ်ရဲ့ late enrollment policy ကိုလိုက်နာပြီးတော့မှကျောင်းသားကိုကျမကိုယ်တိုင်သက်ဆိုင်ရာ faculty office ကိုလူကိုယ်တိုင်ခေါ်သွားတယ်ခေါ်သွားပြီးတော့မှဒီသက်ဆိုင်ရာဌာနတွေနဲ့ဒီ enrollment လုပ်ဖို့အတွက်ကိုဆောင်ရွက်ခဲ့တယ်အဲ့ဒီအတွက်ကြောင့်မလို့ကျောင်းသားက48နာရီအတွင်းမှာ enrollment လုပ်ခဲ့ပြီးတော့သူ့ရဲ့ပထမဆုံး assignment ကိုတရက်ကြိုပြီးတော့မှတင်နိုင်ခဲ့တယ်အဲ့ဒီလိုမျိုးလက်တွေ့ကျတဲ့ scenario နဲ့ကိုကဘယ်လိုမျိုးဒီတက္ကသိုလ်ရဲ့ policy တွေကိုဘယ်လိုမျိုးလိုက်နာခဲ့တယ် result ကဘာဖြစ်လဲကိုယ့်ရဲ့တာဝန်ကဘာဖြစ်လဲကိုဘာ action ကိုယူခဲ့လဲဆိုတော့ star method ကိုသုံးပြီးတော့မှကိုယ့်ရဲ့အဖြေတွေကိုဖြေပေးရမှာဖြစ်တယ် University interview မေးခွန်းတွေကများသောအားဖြင့် behavioral question တွေဖြစ်တယ် competency based question တွေဖြစ်မယ် scenario based question တွေဖြစ်မယ်